မင်္ဂလာပါရွှေချယ် Audio Book Channel ကနေကြိုဆိုလိုက်ပါတယ်လူတိုင်းဟာကိုအောင်မြင်တဲ့သူတယောက်ဒါမှမဟုတ်လူချစ်လူခင်ပေါ်တဲ့သူတယောက်ဖြစ်ချင်ကြပါတယ်ဒါပေမဲ့လက်တွေ့ဘဝမှာတော့ကိုပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်တစ်ဖက်လူနဲ့အဆင်မပြေဖြစ်တာကိုယ့်ရဲ့စေတနာကိုအလွဲကောက်ခံရတာဒါမှမဟုတ်ကိုယ့်ရဲ့အရည်ချင်းကိုဘယ်သူမှသတိမထားမိတာမျိုးတွေကြုံဘူးကြပါပါတကယ်တော့ကမ္ဘာပေါ်မှာရှိတဲ့ဩဇာအရှိဆုံးပုဂ္ဂိုလ်တွေအအောင်မြင်ဆုံးလုပ်ငန်းရှင်တွေဟာသူတစ်ပါးရဲ့စိတ်နှလုံးကိုဘယ်လိုသိမ်းကျုံရမလဲဆိုတဲ့လှုပ်ဝက်ချက်တစ်ခုကိုတည်ထားကြပါတယ်အဲ့ဒီလှုပ်ဝက်ချက်ကဘာဖြစ်မလဲကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်စာအုပ်ကတော့ကမ္ဘာတဝန်းမှာနှစ်ပေါင်းများစွာတိုင်အောင်လူမှုဆက်ဆံရေးရဲ့ကျမ်းစာလို့တင်စားရလောက်တဲ့ဒေးကာလီနတ်ကြီးရဲ့How to win friends and influence people ကိုစာရေးဆရာဒိုဂျီဆန်းကမြန်မာလူနေမှုဘဝနဲ့စီလျော်အောင်ဘာသာပြန်ဆိုထားတဲ့အထင်ကြီးလူဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်ဒီစာအုပ်ထဲမှာပါတဲ့နီလန်းတွေက theory တတ်ပဲမဟုတ်ပါဘူးကျွန်တော်တို့ရဲ့နေစဉ်ဘဝလုပ်ငန်းခွင်နဲ့မိသားစုအရေးတွေမှာချက်ချင်းလက်တွေ့အသုံးချလို့ရနိုင်တဲ့နည်းစနစ်တွေပဲဖြစ်ပါတယ်အစကနေအဆုံးထိစိတ်ရှည်လက်ရှည်နဲ့နားထောင်ကြည့်ပေးပါစာအုပ်ရဲ့နောက်ဆုံးအခန်းကိုနားထောင်ပြီးသွားတဲ့အခါမိတ်ဆွေတို့ရဲ့စကားပြောပုံလူတွေပေါ်ဆက်ဆံပုံနဲ့တင့်ကိုလူတွေကြည့်တဲ့အမြင်ဟာအရင်ကထက်တိတိတသာပြောင်းလဲသွားတာကိုအံ့ဩဖွယ်ရာတွေ့ရှိရပါလိမ့်မယ်ဒီတော့အခုပဲအထင်ကြီးလူတယောက်ဖြစ်လာဖို့ခရီးစလိုက်ရအောင်ဗျာခန်းတစ်မေးမရနိုင်တဲ့စွမ်းမကအစင်တန်းရှိခြင်းဟာပြိုင်မကင်းတဲ့စွမ်းရည်တစ်မျိုးဖြစ်ပြီးတော့လူအများကမေးမရနိုင်တဲ့သူအဖြစ်ကိုရအောင်တကယ်လုပ်ပေးနိုင်စွမ်းရှိပါတယ်အစင်တန်းရှိခြင်းလူကြီးလူကောင်းစံခြင်းတို့ကိုတိတိကျကျအတိတ်ပဲသတ်မှတ်ပေးဖို့ခက်ခဲလာပါတယ်ဒါပေမဲ့လူတယောက်အစင်တန်းရှိတယ်မရှိဘူးဆိုတာကိုအလွယ်တကူနဲ့သိနိုင်ပါတယ်သူနဲ့မြင်ချင်းတိချင်းမှာပဲသူဟာအစင်တန်းရှိတဲ့အကြောင်းကိုတန်းသိနိုင်တဲ့အထိသိရလွယ်ကူပါတယ်ဒါဆိုရင်အစင်တန်းရှိခြင်းဟာဘယ်လိုမျိုးအရာပါလဲအဲ့ဒီမေကွန်းအတွက်အဖြေကိုဖြေနိုင်ရန်ဒီစာအုပ်ကထောက်ကူပြုပေးမဲ့အပြင်ခမည်းဘဝရဲ့တစ်လျှောက်လုံးနေရာတိုင်းမှာအစင်တန်းရှိနဲ့ပြုမှုလုပ်ကင်ခြင်းများကိုတကယ်ဖြစ်ထွန်းစေဖို့ဘယ်လိုလုပ်ရမလဲဆိုတာတွေကိုပါတင်ပြပေးထားပါတယ်လွယ်ပင်မလွယ်တော့ညာလည်းပဲတင်ပြုမှုလုပ်ကင်လိုက်ပါကတင့်ကိုတင်မေးမရနိုင်တဲ့သူအဖြစ်ကိုလုံးဝအုပ်တုံရောက်ရှိသွားမှာဖြစ်ပါတယ်တတိပြုတဲ့အချက်ကတော့အစင်တန်းရှိခြင်းကိုအလွယ်နဲ့သိနိုင်တယ်လို့အစင်တန်းမရှိခြင်းကိုလည်းအလွယ်ဖြင့်သိနိုင်ပါတယ်ကို့မှာအစင်တန်းမရှိတဲ့အပြောအဆိုအမှုအကျင့်တွေရှိနေရင်သူများကတွေ့သွားမှသိသွားမှကိုမလိုလားကြပါဘူးအဲ့ဒီအတွက်ဒီစာအုပ်ကအထောက်အကူပြုပေးပါလိမ့်မယ်လာမယ့်အခန်းများမှာအစင်တန်းရှိတဲ့ဆိုတာဘာလဲဆိုတာကိုအကျယ်တဝင့်တင်ပြသွားမှာဖြစ်ပြီးတော့ဘယ်နည်းဘယ်ပုံအရေးပါတယ်ဆိုတာတွေကိုလည်းတင်ပြသွားမှာဖြစ်ပါတယ်တင်ပြမယ့်အချက်တွေကိုတေးသေးချာချာနားထောင်ပြီးတဲ့အချိန်မှာအစင်တန်းရှိခြင်းကိုခမရမှာသာခမရကိုပိုင်အတိတ်ပဲနဲ့သတ်မှတ်ချက်ပြုပေးသွားနိုင်မှာဖြစ်ပါတယ်ဒီလိုသိရှိပြီးတော့လိုက်နာဆောင်ရွက်လိုက်တဲ့အခါခမရဟာလူတိုင်းကတလေးတစားနဲ့မမေ့နိုင်တဲ့သူအဖြစ်ကိုရောက်စေဖို့အတွက်လက်တွေ့လှုပ်ဆောင်နိုင်မဲ့စွမ်းထက်လာတဲ့ကိရိယာတစားပလာတွေကိုလည်းရရှိသွားမှာဖြစ်ပါတယ်အစင်တန်းရှိနေထိုင်ခြင်းဟာစီးပွားရှာရတဲ့လူမှုပတ်ဝန်းကျင်သာမကဘဲနဲ့အခြားနေရာများမှာလည်းဒီရတဲ့တန်ဖိုးရှိတဲ့ဥစ္စာဟုတ်ပြီးတော့မရှိနိုင်ဘူးလို့ဆိုနိုင်လောက်တဲ့အည်သွေးပဲဖြစ်ပါတယ်အခုမှစာအုပ်ရဲ့ပထမပိုင်းကိုဖတ်ရှုသေးတာမို့လို့အစင်တန်းရှိခြင်းအရေးကြီးပုံတို့ကိုအပြည့်အဝတော့နားလည်သဘောပေါက်နိုင်အောင်မှာမဟုတ်ပါဘူးဒါပေမဲ့ဒီစာအုပ်ကိုကြော်မသွားဘဲနဲ့နားထောင်ချိန်မှာတော့သင်သိရှိနားလည်သွားပါလိမ့်မယ်အစင်တန်းရှိတယ်လို့ပြောကြရမှာများသောအားဖြင့်ဘာကိုဆိုလိုမှန်းပြောမှန်းရှင်းရှင်းလင်းလင်းတိတိပပမရှိပါဘူးစီးပွားရှာပတ်ဝန်းကျင်မှာဆက်ဆံခြင်းများနဲ့လူနေမှုကြားတာမန်အားဖြင့်ဆက်ဆံမှုများနှမျိုးလုံးကတော့အစင်တန်းရှိခြင်းရဲ့တိတာထင်ရှားလာတဲ့တက်ရောက်မှုကိုလည်းလေ့လာနိုင်ဖို့တင်ပြပေးသွားမှာဖြစ်ပါတယ်။တမိုင်းကြောင်းတစ်လျှောက်အစင်တန်းရှိခြင်းဟာအရေးပါလာတဲ့အခိုက်အတန့်တွေမှာဘယ်ပုံဘယ်နည်းအနိုင်အရှုံးအောင်မြင်ကြရှုံးခြင်းတွေကိုအဆုံးဖြတ်ပေးခဲ့တယ်ဆိုတာတွေကိုလည်းနာမည်ကြီးလူသိများလာတဲ့ပုံကိုယ်တွေကိုနမူနာအဖြစ်အသုံးပြုပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ်။နမူနာအဖြစ်တင်ပြထားတဲ့အခိုက်အတန့်များမှာရယူလိုက်တဲ့သင်ခန်းစာတွေကိုလှုပ်ဖြစ်အောင်နားထောင်သူတို့အနေနဲ့လောက်ကင်သွားနိုင်ပါလိမ့်မယ်။နောက်လာမယ့်အခန်းများမှာအစင်တန်းရှိခြင်းကိုအစစ်မှန်ဆုံးပုံဖော်ပေးနိုင်ရန်အတွက်မရှိမဖြစ်လိုအပ်ချက်များကိုသိရှိစေဖို့နှံ့ဆက်စွာလေ့လာကြည့်ရမှာပဲဖြစ်ပါတယ်။နောက်ဆုံးမိတ်အခန်းမှာရုပ်ပစ္စည်းဥစ္စာလောကနယ်ပယ်အတွင်းမှာအောင်မြင်ဖြစ်ထွန်းမှုများအရအစင်တန်းရှိတဲ့အကြောင်းဖော်ပြပုံကိုနားတော်တာဆင်ရမှာဖြစ်ပါတယ်။တင်တယောက်တည်းကိုသာမကဘဲနဲ့တင့်နီးနားမှာရှိကြတဲ့သူတွေကိုပါအောင်မြင်ဖြစ်ထွန်းစေမှာဖြစ်ပါတယ်
တကယ်တော့သူတစ်ပါးအောင်မြင်ဖြစ်ထွန်းစေအောင်လောက်ကင်ပေးခြင်းကလည်းအစင်တန်းရှိသူတဦးရဲ့အည်သွေးတစ်ပါးပဲဖြစ်ပါတယ်ထူးချွန်ပြောင်မြောက်တဲ့အာကာသသမားတဦးလိုပါပဲအစင်တန်းရှိတဲ့သူကအစင်မြင့်မြင့်ကစားတဲ့အပြင်ကစားပေါ်ကစားပတ်တွေကိုလည်းပူကောင်းတဲ့ကစားသမားဖြစ်အောင်တွဲခေါ်သွားနိုင်ပါတယ်ဒီစာအုပ်ကိုရေးသားခဲ့ရမှာဒေကာလီနက်ကြီးရဲ့တင်နန်းပို့ချမှုအတွက်ထုတ်ဝေခဲ့တဲ့စာအုပ်တွေကိုကြောရိုးပြုမိညမ်းပြီးတော့ဆေးချေတထားပါတယ်ဒီစာအုပ်ထဲကကွက်ကွက်ကွင်းကွင်းမြင်နိုင်တဲ့ဥပမာတစ်ရပ်ကိုတင်ပြပေးပြီးတော့အစင်တန်းရှိခြင်းကိုလေ့လာမှုအစာပြုတဲ့အနေနဲ့တော့၎င်းအစင်တန်းကဘာတွေပြုလုပ်ပေးနိုင်တယ်လဲဆိုတာကို၎င်းစတင်လေ့လာကြည့်ကြပါစို့1960ပြည့်နှစ်စက်တင်ဘာလ26ရက်နေ့မှာအမေရိကန်သမ္မတရွေးကောက်ပွဲအတွက်စကားစစ်ထိုးပွဲတစ်ရပ်ကိုကျင်းပခဲ့ပါတယ်ရှင်ပြိုင်နေကြတဲ့သူတွေဟာဂျွန် F. ကနေဒီနဲ့ရစ်ချက်နစ်ဆင်တို့ပဲဖြစ်ပါတယ်အဲ့ဒီစကားစစ်ထိုးပွဲကိုလေဒီယိုနဲ့ရုပ်မြင်သံကြားတို့ကနေဓာတ်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်အဲ့ဒီခေတ်တုန်းကအဖြူမဲ TV သာရှိပြီးတော့ရောင်းသုံး TV မပေါ်ပေါက်သေးပါဘူးခံမှန်းခြေအားနဲ့ကြည့်ရှုသူပရိသတ်တန်း80ကျော်ရှိခဲ့ပါတယ်ရုပ်မြင်သံကြားကြည့်ရှုပြီးတဲ့အချိန်မှာဘယ်သူကသားတယ်ဆိုတာကိုအဆုံးဖြတ်ပြုကြတဲ့အခါမှာတော့စကားစစ်ထိုးပွဲမှာပြောဆိုကြတဲ့စကားလုံးတဲ့မြင်တွေ့ခဲ့ရတဲ့ပရိသတ်တွေကကနေဒီသားတယ်လို့ဆုံးဖြတ်ခဲ့ကြပါတယ်လေဒီယိုကနေဓာတ်ရိုက်ထုတ်လွှင့်ခဲ့တာကိုနားထောင်ကြတဲ့သူတွေကတော့စကားတန်ကိုသာနားထောင်ကြရပြီးတော့နစ်စင်သားတယ်လို့ဆုံးဖြတ်ပေးခဲ့ကြပါတယ်အဲ့ဒီပွဲမှာနစ်စင်ကိုအနိုင်ပေးခဲ့ကြပါတယ်အဲ့ဒီအချက်ကအစင်တန်းရှိသူဖြစ်ဖို့အပြောသာမကဘဲနဲ့အမြင်မှလည်းတင့်တယ်ဖို့လိုတဲ့အကြောင်းကိုသက်သေထူလိုက်တာဖြစ်ပါတယ်သမ္မတရွေးကောက်ပွဲစကားစစ်ထိုးကြတဲ့ကနေဒီနဲ့နစ်စင်တို့နှစ်ဦးဟာကိုရေးသမိုင်းကြောင်းကွဲကွဲပြားပြားခြားနားကြတော့လည်းပဲနှစ်ဦးစလုံးဟာတော့လေးစားစရာကောင်းတဲ့သူများဖြစ်ကြပါတယ်နှစ်ဦးစလုံးကရွေးကောက်ပွဲမှာမိမိနိုင်မယ်လို့အကောင်းဘက်ကနေမျှော်လင့်ထားကြပါတယ်သူတို့နှစ်ဦးမှာတူညီတဲ့အချက်များရှိတယ်လို့ကွဲပြားတဲ့အချက်တွေလည်းရှိပါတယ်နေစင်ကတော့လက်ရှိမှာဒုတိယသမ္မတဖြစ်ပြီးတော့သမ္မတရဲ့လောင်ရိပ်အောင်ကြားရောက်နေတဲ့ဒုသမ္မတတို့ရဲ့ဖြစ်ရိုးဖြစ်စဉ်မှာပဲဒီတော့သူကသမ္မတဖြစ်ထိုက်တဲ့သူဖြစ်ကြောင်းသက်သေထူပြလိုတဲ့အတွက်စကားစစ်ထိုးပွဲကိုလက်ခံခဲ့ခြင်းပဲဖြစ်ပါတယ်ကနေဒီကတော့ယာရုတာဝန်ကြီးကြီးမားမားမယူဘူးသေးတဲ့အတွက်မျက်နှာစိမ်းပါသူ့ဖို့ဒုတိယသမ္မတနဲ့တန်းတူထားကစကားစစ်ထိုးခွင့်ရတဲ့အတွက်အလိုလိုဂုံတက်ပြီးအကျိုးရှိနေပါတယ်သူ့မှာအစင်တန်းအားသာချက်လည်းရှိနေပါတယ်အစင်တန်းအားသာချက်ရှိနေတယ်လို့ဆိုရတာကကနေဒီကနေစင်ထက်များစွာပို့ပြီးတော့ချမ်းသာကြွယ်ဝသူလို့မဆိုလိုပါဘူးကနေဒီကအေးအေးဆေးဆေးတီတီငြိမ်ငြိမ်နဲ့ရှင်ပြိုင်သွားနိုင်တာကိုဆိုလိုတာပါကိုထိန်းချောင်းသွားနိုင်ခဲ့ပါတယ်နေစင်ကတော့ဒုတိယသမ္မတဖြစ်နေတဲ့အတွက်ဒုတိယသမ္မတဆိုတဲ့ယာရုတာဝန်အရထိန်းပြောဆိုရပါတယ်လောက်ရကန်ရပါတယ်မိမိဟာသမ္မတယာရုနဲ့မထိုက်တန်ဘူးလို့အထင်ရှိနေတဲ့သူများကိုသူဟာထိုက်တန်တဲ့သူဖြစ်တဲ့အကြောင်းပြနိုင်ဖို့ကိုကြိုးစားရတာကလည်းကန့်သက်ချုပ်ချယ်မှုဖြစ်နေပါတယ်တနည်းဆိုရရင်ကိုကန့်သက်ချုပ်ချယ်ထားရပါတယ်စိတ်မှာလွတ်လပ်ဖြစ်မနေတော့ပါဘူးဝင်တော့ဝင်မိုးများရှိနေပါတယ်အဲ့ဒီလိုကန့်သက်ချုပ်ချယ်မှုတွေနဲ့ဝင်တော့ဝင်ပိုးများရှိနေပါကအစင်တန်းရှိသူတဦးရဲ့ဝင့်ထည်ရင်ကိုရရှိနိုင်မှာမဟုတ်ပါဘူးအထင်ကြီးအောင်လုပ်ရမယ်ဆိုတဲ့ဝင်တော့ဝင်ပိုးဟာအရှက်တကွဲဖြစ်အောင်အထုပ်ဖြီပြတတ်ပါသေးတယ်ခမားအနေနဲ့အမှားတစုံတရာမပြောမိတော့ညာလည်းပဲမန်ထင်မှတ်ဖဲနဲ့အထုပ်ဖြီပြမိတတ်ပါတယ်ဆက်ဆံဆက်သွယ်မှုတွေမှာဇာတိပြတတ်တဲ့အတွက်မိမိကိုလူကဲခတ်ခြင်းခံရတာမှာထင်မြင်ချက်ကောင်းမှုဆိုတာဆက်ဆံဆက်သွယ်ပုံများအပေါ်များစွာမူတည်နေပါတယ်အစင်တန်းရှိသူတဦးအဖြစ်ထင်မြင်သုံးသပ်ခြင်းခံရဖို့အတွက်မိမိပြောဆိုရမှာမိမိကဘယ်သူဘယ်ဝါဖြစ်တဲ့အကြောင်းမိမိမည်သို့ရှုမြင်ကြောင်းတို့ကိုရှင်းလင်းလွယ်ကူစွာသဘောပေါက်အောင်ပြောတတ်ဖို့လိုအပ်ပါတယ်တစ်ဖက်သားရဲ့ရင်ထဲကိုရောက်အောင်ပြောတတ်ဖို့လိုပါတယ်အခန်းတစ်ခန်းထဲမှာလူများရှိနေကြတာမှာသူတို့အားလုံးထက်တော်သောတတ်သောသူတွေဖြစ်မှသူတို့ကိုဥဆောင်တဲ့သူအဖြစ်ကိုရောက်ရှိနိုင်တယ်လို့မယူဆသင့်ပါဘူးသူတို့လောက်မတော်ပင်မဲ့အစစ်တမ်းရှိတဲ့သူတဦးဖြစ်ဥဆောင်မှုပေးနိုင်ပါတယ်အမေရိကန်သမိုင်းမှာသမ္မတယာရုရကြတဲ့သူတွေထဲမှာပြီးခဲ့တဲ့နှစ်ပေါင်း100အတွင်းပြန်ကြည့်လိုက်ရင်တော်သောတတ်သောပညာတတ်သမ္မတ2ဦးသာပေါ်ထွန်းခဲ့ပါတယ်တဦးကတော့ဂျင်မီကာတာဖြစ်ပြီးတော့လျှက်စစ်အင်ဂျင်နီယာပညာရပ်နဲ့ဘွဲ့ရခဲ့ပါတယ်ကျန်တစ်ယောက်ကတော့နစ်စင်ဖြစ်ပြီးတော့ဥပဒေပညာရပ်နဲ့ဘွဲ့ရခဲ့ပါတယ်ဂျင်မီကာတာကလူများစုဝေးပြီးရောက်တဲ့ရာပြောဆိုနေတဲ့အခန်းထဲကိုဝင်ရောက်လာတဲ့ခန်းဝင်ပရိယေအထူးကျွမ်းကျင်သူဖြစ်ပါတယ်ဘယ်တော့အခါမှကြောင်တက်မဖြစ်တဲ့အပြင်အားလုံးကသူ့စကားကိုအာယုံစိုက်ပြီးတော့နားဆင်ထားကြရအောင်ပြောဆိုတတ်သူဖြစ်ပါတယ်အဲ့ဒီအရေးချင်းက
သူတင်ယူတက်မြောက်ခဲ့တဲ့အင်ဂျင်နီယာပညာရပ်နဲ့လည်းမပတ်သက်ပါဘူး။ ရော်နယ်ဂီဟင်ဟာတော်တော်တက်တော်ပညာတတ်တူမဟုတ်ပါဘူး။ဟောလိဝုဒ်မင်းသားအဖြစ်လူသိများခဲ့သူဖြစ်ပါတယ်။သမ္မတဖြစ်လာချိန်မှာရေပန်းစားသူတဦးအဖြစ်တော်၎င်းထိထိရောက်ရောက်လောက်ကင်နိုင်စွမ်းရှိတဲ့သူအဖြစ်၎င်းသတ်မှတ်ခံခဲ့ရပါတယ်။သူ့လက်ထက်မှာဆိုဗီယက်အုပ်စုပြိုလဲခဲ့ပါတယ်။ဂျာမနီကအရှေ့နဲ့အနောက်နှစ်ချမ်းကွဲနေအောင်ခွဲထားတဲ့ဘာလင်တံတိုင်းကိုဖြိုပစ်ဖို့သူကပြောဆိုခဲ့ပါတယ်။တံတိုင်းကိုဖြိုပစ်လို့သူကခက်ရှင်းရှင်းနဲ့လိုရင်းကိုထိအောင်ပြောဆိုခဲ့ပါတယ်။အဲဒီဆိုမိတ်စကားကြောင့်သူ့ကိုမေးမရနိုင်တဲ့သူအဖြစ်အများကမှတ်မှတ်တင်ရှိသွားစေခဲ့တာအမှန်ပါပဲ။ဒီလိုပြောဆိုနိုင်တာဟာသူတင်ယူခဲ့တဲ့အကြောင်းပညာရဲ့အကြောင်းမဟုတ်ပါဘူး။သူဘာပြောလိုက်တယ်လဲဆိုတဲ့အချက်နဲ့သူဘယ်လိုပြောလိုက်တယ်လဲဆိုတဲ့အချက်တွေကြောင့်သူ့ကိုအစင်တန်းရှိသူသမ္မတရာထူးနဲ့ထိုက်တန်တဲ့သူလို့သတ်မှတ်ခြင်းခံခဲ့ရပါတယ်။သင်ကမေးမရနိုင်တဲ့သူဖြစ်အောင်ပြောဆိုလိုပါကစိတ်ထဲမှာကွက်ကွက်ကွင်းကွင်းမြင်သာအောင်ပြောဆိုရပါမယ်။မိမိဘာတွေလုပ်ခဲ့ပြီးမိမိဘာတွေလုပ်မယ်ဆိုတာတဲ့ဘာကိုဘယ်လိုရှုမြင်နေဆိုတဲ့အချက်ကအရေးကြီးပါတယ်။ဘယ်လိုမြင်တတ်တယ်လဲဆိုတဲ့အချက်ကအစင်တန်းရှိခြင်းမရှိခြင်းကိုသတ်မှတ်ပေးနေပါတယ်။ဒီလိုမြင်ထားတာတွေကိုသူတစ်ပါးသဘောပေါက်အောင်ပြောဆိုတတ်ခြင်းကအစင်တန်းရှိသူရဲ့အရေးချင်းတစ်ရက်ဖြစ်ပါတယ်။မေးမရနိုင်တဲ့သူတွေကအများတကာရေးဆွဲဖို့မစွမ်းတာတဲ့ပကြီကားကိုခြေမုံတတ်သူများဖြစ်ပါတယ်။သူတို့မြင်တဲ့အမြင်ကိုစကားလုံးများနဲ့ခြေမုံတတ်ကြပါတယ်။သူတို့ရဲ့မျှော်မြင်မှုကိုပြောတဲ့အခါကိန်းဂဏန်းတွေဇယားတွေကိုဖြစ်နိုင်သေးမသုံးပဲပြောဆိုကြပါတယ်။မေးမရနိုင်တဲ့သူတဦးဖြစ်ရအောင်တင်ပြပုံမှာအဓိကကြတဲ့အချက်နှစ်ချက်ရှိပါတယ်။ပထမချက်ကတော့အကောင်းမြင်တတ်ခြင်းပဲဖြစ်ပါတယ်။အခုအချိန်ဒီမှာစိုးနေလင်းကစားနောက်တစ်ချိန်မှာအကောင်းများပေါ်ထွန်းနိုင်ပုံကိုမျှော်မြင်တတ်ခြင်းဖြစ်ပါတယ်။အကောင်းဘက်ကနေလှည့်တွေးတတ်ခြင်းဖြစ်ပါတယ်။အဆိုးဘက်မှာမြင်တတ်သူဟာဘယ်တော့ခါမှစင်တန်းရှိသူဖြစ်ကိုမရောက်နိုင်ပါဘူး။မဖြစ်နိုင်ပုံတွေကြီးစဉ်းစားကဘယ်ကိုမှမရောက်သူဖြစ်ပါတယ်။မေးမရနိုင်တဲ့သူတဦးအနေဖြင့်လက်ရှိကြုံတွေ့နေရတဲ့အခြေအနေတွေနဲ့ဟိုဘက်မှာရှိနေတဲ့အခြေအနေကောင်းများကိုလှမ်းမြော်ကြည့်ပြီးတော့အဲ့ဒီအခြေအနေများကိုဘယ်အချိန်မှရောက်ရှိမယ်အခြေအနေဘယ်လိုရှိမယ်စတာတွေကိုမျှော်တွေးပါတယ်ဒုတိယအချက်ကတော့မျှော်မြင်ထားတာကိုရိုးစင်းတဲ့စကားလုံးတို့နဲ့ပြန်ပြောပြတတ်ခြင်းဖြစ်ပါတယ်လူတိုင်းနားလည်အောင်ပြောပြတတ်ပါတယ်သူပြောတာကိုတာမန်လူဘိန်းတို့နားလည်ကြသလိုပညာတတ်များလည်းနားလည်ကြပါတယ်သူပြောတဲ့စကားဟာရိုးရှင်းပါတယ်နားလည်ဖို့လွယ်ပါတယ်နားထောင်ပြီးပါကတခြားသူကိုပြန်ပြောပြတတ်စေတဲ့စကားမျိုးလည်းဖြစ်ပါတယ်ကျွန်တော်မြင်တာကတော့ကျွန်မတွက်ကြည့်တာကတော့ကျွန်တော်ယုံကြည်တာကတော့စသဖြင့်အစချီကပြောဆိုကြလိမ့်ရှိပါတယ်ဥပမာအဖြစ်အလုတ်ခွင်မှာရှိကြတဲ့သူတွေကအလုတ်ကောင်းကောင်းလုပ်ကြဖို့ကုန်ထုတ်စွမ်းအားကိုတိုးကလုပ်ငန်းခွင်တာတာယာယာနဲ့စိတ်ချမ်းမြေ့စွာလုပ်ကင်နိုင်ကြမယ်ဆိုတာကိုတင်ပြတဲ့အခါကိန်းဂဏန်းတွေကြရက်တွေနဲ့တင်ပြတာမျိုးကိုရှောင်ကြဉ်ရပါမယ်သင်ကစနစ်ကောင်းတွေကိုချမှတ်လုပ်ကင်နိုင်တဲ့အတွက်ကုန်ထုတ်လုပ်ငန်းစဉ်မှာတိုးတက်မှုတွေဖြစ်ပေါ်လာမယ်ဆိုတာကိုပြောပြနေတယ်ဆိုကြပါစို့နားထောင်နေကြရတဲ့သူတွေကအာယုံစိုက်ပြီးနားထောင်နေကြမှာမဟုတ်ပါဘူးလုပ်ငန်းခွင်မှာဘယ်လိုတိုးတက်လာမယ်ကုန်ထုတ်ရည်သွေးဘယ်လိုကောင်းလာမယ်အရေးအတွက်ကဘယ်၍ဘယ်မျှတိုးလာမယ်ရာခိုင်နှုန်းအဖြစ်ဘယ်၍ဘယ်မျှရှိမယ်စသဖြင့်တည်တည်ချာချာပြောပြနေတော်လဲပဲစိတ်ဝင်စားနဲ့နားထောင်နိုင်ကြမှာမဟုတ်ပါဘူးစာသင်ခန်းထဲရောက်နေတဲ့ကျောင်းသူကျောင်းသားများကစာကိုညီးငွေ့စွာနားထောင်နေရတဲ့ကဲ့သို့သာရှိနေပါလိမ့်မယ်ဒီတော့အောက်ပါဖော်ပြတဲ့နမူနာအတိုင်းပြောဆိုသင့်ပါတယ်ကျွန်မတွေးဆကြည့်တာကတော့အခုဆောင်ရွက်နေတဲ့အစီအစဉ်တွေအတိုင်းဆက်လုပ်သွားတဲ့အခါမှာတော့တိတ်မကြခင်မှာအလုပ်ကိုရောက်လာတဲ့သူတိုင်းလုပ်ငန်းခွင်မှာအလုပ်ကိုချစ်မြတ်နိုးစွာနဲ့စိတ်အားထက်သန်စွာလုပ်ကင်ကြလိမ့်မယ်အိမ်မှာထက်အလုပ်မှာပိုပြောကြလိမ့်မယ်ဒီလိုဖြစ်လာစေဖို့အားလုံးပူပေါင်းပါဝင်ပြီးတော့တက်ညီလက်ညီနဲ့လှုပ်သွားကြဖို့တော့လိုလိမ့်မယ်ရှင်တို့ရဲ့လှုပ်ဖို့ကင်ဘက်တွေကိုစီယုံလှုပ်ဆော်ပေးကြပါရှေ့ကနေလှုပ်ပြကြပါပြောချင်တယ်ဆိုလိုရင်းကတော့အတူတူပင်ဖြစ်တော်လဲညီးငွေ့စရာကောင်းပြီးတော့စိတ်ထဲမပေါ်နိုင်တဲ့ကိန်းဂဏန်းများမပါဝင်ပါဘူးလူအများစုဟာမျော်လင့်ချက်နဲ့နေ့ရက်များကိုဖျက်ဆီးနေကြရတာကြောင့်မျော်လင့်ချက်နဲ့အသက်ရှင်နေလို့တောင်ဆိုကြပါတယ်မျော်လင့်ချက်အများစုဟာအတော်ကလေးမရေမရာနိုင်လှပါတယ်ဒါပေမဲ့မျော်လင့်မြဲရှိတဲ့အတိုင်းမျော်လင့်စေဖြစ်ပါတယ်အဲ့ဒီမျော်လင့်ချက်များအနက်အချို့ကိုဘယ်လိုပြေးဝတော့မယ်ဆိုတာကိုရှင်းလင်းလွယ်ကူစွာသိနိုင်အောင်
ပြောပြလိုက်ခြင်းဖြစ်ပါတယ်။ကိုယ်တိုင်ပါဝင်လောက်ကင်မှရမယ်ဆိုတာကိုလည်းတပါးတည်းပြောလိုက်တာဖြစ်ပါတယ်။ကနေဒီကပြောစမှတ်တွင်တဲ့စကားကိုပြောခဲ့ပူပါတယ်။အဲ့ဒီစကားကသူ့ကျောင်းနေစဉ်ကကျောင်းအုပ်ဆရာကြီးကပြောလိရှိတဲ့စကားကိုယူသုံးပြီးပြောခဲ့တာဖြစ်တော်လဲပဲပြောတဲ့ဆိုတဲ့အတွက်ကြောင့်တမိုင်းတွင်ခဲ့ရပါတယ်။တိုင်းပြည်ကခမရအတွက်ဘာလုပ်ပေးနိုင်တယ်လဲလို့မမေးပါနဲ့။ခမရကတိုင်းပြည်အတွက်ဘာလုပ်ပေးရမလဲဆိုတာကိုသာမေးပါလို့1962ခုနှစ်မှာကနေဒီကတမရကျန်းသစ္စာကျိန်တဲ့မိန့်ခွန်းမှာပြောကြားခဲ့ပါတယ်။အဲဒီစကားကြောင့်ပဲကနေဒီကိုမေးမရနိုင်တဲ့သူအဖြစ်ကိုရောက်သွားစေခဲ့ပါတယ်။ကနေဒီဟာတမရဖြစ်ပေရာခေါင်းဆောင်နေရာကိုရောက်ရှိနေပါတယ်။ဒါပေမဲ့သူကသူ့နောက်လိုက်လောက်ကြဖို့ပြည်သူလူထုကိုမပြောပါဘူး။ခေါင်းဆောင်လောက်ကြဖို့ကိုလည်းမပြောပါဘူး။သူကပြည်သူလူထုကိုကြာရနေရာမှာအတုံးတော်ခံကြဖို့စိတ်ခေါ်လိုက်တာပဲဖြစ်ပါတယ်။သူပြောတဲ့စကားဟာကြားနေကြစကားမျိုးနဲ့ပြောင်းပြန်ဖြစ်နေပါတယ်။အခုလိုပြောလိုက်ခြင်းကြောင့်အစင်တန်းရှိသူအစစ်မှန်ဖြစ်တဲ့အကြောင်းကိုပြသလိုက်ခြင်းဖြစ်ပါတယ်။မေးမရနိုင်တဲ့သူတွေဟာခေါင်းဆောင်နေရာကိုရောက်လင်ကစားလူအများကိုခေါင်းဆောင်အဖြစ်အထက်စီးကနေစေခိုင်းခြင်းမပြုကြပါဘူး။မိမိတို့ရဲ့သဘောဆန္ဒအလျောက်အတုံးတော်ခံဖို့ကိုသာတွန်းအားပေးပါတယ်။တွန်းအားပေးပုံကလည်းအလွန်တိမ်မွေ့ပါတယ်။တိမ်မွေ့စွာနဲ့စီယုံပေးနိုင်တာကြောင့်သူ့စကားကိုနှိမ့်ချိုက်စွာလက်ခံခဲ့ပါတယ်။သူ့ပေါ်မှာလည်းတစ္ဆာစောင့်တိကုန်ကြပါတယ်။လေးစားချစ်ခင်ကြပါတယ်။ရေကုန်ရေကန်းအတုံးတော်ခံကြဖို့စိတ်ဆန္ဒတွေဖြစ်ပေါ်ပါတယ်။မေးမရနိုင်တဲ့သူအဖြစ်မြင့်မြတ်စွာလောက်ကင်ပြောဆိုတဲ့အခါမှာနောက်လိုက်နေရာမှာနေရာယူပြီးဥဆောင်မှုကိုပေးပါတယ်။ဒါပေမဲ့သူထိုင်နေတဲ့ထိုင်ကုန်ဟာရာဇပလင်အမြဲဖြစ်ပါတယ်။သူပင်နားမှာပဲထိုင်သူထိုင်တဲ့ထိုင်ကုန်ကပလင်ပဲဖြစ်ပါတယ်။ဒီလိုဖြစ်အောင်လောက်ကင်နိုင်ပြီဆိုရင်အနားမှာရှိနေသူတို့ရဲ့ယုံကြည်လေးစားမှုကိုရရှိမှာပဲဖြစ်ပါတယ်။ဖုံးရှိန်တက်သွားမှလည်းဖြစ်ပါတယ်။ယာရုရ boss ဖြစ်နေတော့လည်းပဲယာရုဂုံရှိန်ထက်ဖြည့်ဆည်းပေးနိုင်မှုများကြောင့်သာဖုံးရှိန်တက်ရခြင်းဖြစ်ပါတယ်။လောက်ကင်ဆောင်ရွက်ကြရမှာလိုအပ်နေတာတွေကိုရရှိအောင်ဂရုတစိုက်နဲ့ဖြည့်ဆည်းပေးနိုင်ခြင်းတို့ကြောင့်ယုံကြည်ကိုးစားမှုကိုခံယူရခြင်းဖြစ်ပါတယ်။ခေါင်းဆောင်နေရာရောက်ရှိနေတဲ့သူတွေဟာမေးမရနိုင်တဲ့သူအမျိုးအစားဟာသူတစ်ပါးတို့ကိုကူညီစေရန်စိတ်အားထက်သန်ကြခြင်းနဲ့အကောင်းဆုံးခေါင်းဆောင်အဖြစ်ကိုရောက်ရှိသွားကြပါတယ်။သူတစ်ပါးတို့ကိုသူ့အတွက်လောက်ကင်ပေးကြဖို့တိုက်ရိုက်တောင်းဆိုစေခိုင်းခြင်းမပြုကြပါဘူး။သူတို့အတွက်လောက်ကင်ခြင်းမှာကဘယ်လိုလုပ်ပေးနိုင်တယ်ဆိုတာကိုသိအောင်ပြုပေးပြီးတော့လုပ်ပေးနိုင်ရန်အတွက်လည်းနေရာချန်ပေးထားပါတယ်။လောက်ကင်ခွင့်ရအောင်ဖန်တီးပေးထားပါတယ်။အခန်းနဲ့အစိုးကြိုချိန်မှာအဆင့်တန်းရှိခြင်းဘဝတသက်တာမှာမိုးကောင်းတုံးရေခံခြင်းများရှိသလိုကန်ဆိုးမှသွားလျာမိုးလိုက်လို့ရွာဆိုတဲ့အချိန်ကာလများလည်းရှိသမြဲပါပဲကျွန်တော်တို့အနေနဲ့ဘာတစ်ခုမှမစွမ်းတာရင်လက်ပိုက်ကြည့်နေရပါတယ်ဖြစ်သမျှလက်ဆင်းခံရတယ်မိမိတောင်းဝင်ယူနိုင်တဲ့အတိုင်းတာရဲ့ဟိုဘက်မှာရောက်နေလို့ဘာဆိုဘာမှမတတ်နိုင်ဘူးဆိုတဲ့အဖြစ်မျိုးတွေကြုံရပါတယ်နာဂစ်လိုလေမုန်တိုင်းတိုက်တဲ့အခါတစ်ပင်တွေပြိုလဲကုန်ကြတယ်ဆိုကြပါစို့တင်းအိမ်နဲ့ကက်ရက်မှာရှိနေတဲ့အိမ်ကစိုက်ပျိုးထားတဲ့လဲမှုထုတ်တဲ့လဲဝါသီးများတီးနေတဲ့လဲပင်ကြီးတွေတန်းစီပြီးတော့ရှိနေကြတယ်အမြင့်ကပေ30ကျော်မြင့်မားနေကြတယ်လေပြင်းကြောင့်အပင်တချို့ပြိုလဲတယ်တင်းအိမ်ရှိရာဘက်ကိုပြိုလဲပေရာတင်းအိမ်မှာရှိတဲ့ရေတိုင်ကြီးစင်မော်ကိုလာပြီးတော့မှီနေတယ်မိမိစိုက်ထားခြင်းမဟုတ်ပါဘဲနဲ့မိမိအိမ်ကိုလာဒုက္ခပေးနေတယ်ဆိုကြပါစို့ရက်ွက်ထဲမှာလူတော်တော်များများတုတ်ကွေးဖြစ်ပြီးတော့ဖျားနာကြတယ်မဖျားမနာကြတဲ့ကျန်းမာသူများလည်းရှိတယ်ဆိုကြပါစို့လှုပ်ဖို့ကင်ဘတ်တို့ထီထိုးကြတာအောင်ကျော်ဆိုတဲ့သူကထီပေါက်သွားတယ်ဝင်းထိုက်ဆိုတဲ့သူကမပေါက်ဘူးထီလက်မှတ်ဖို့ဆုံးရှုံးသွားတယ်အခုလိုခွဲပြားခြားနားနေရတာကကံကြောင့်လို့ဆိုရပါမယ်ကံကိုအပြစ်ပုံချနိုင်ပါတယ်ဒါပေမဲ့အစင်တန်းရှိသူတဦးရဲ့အမြင်မှာအခုလိုမျိုးအဖြစ်ကြုံရတာကငါကြောင့်လို့ယာနှုံးပြည့်ခံယူထားပါတယ်ငါမှာတာဝန်ရှိတယ်လို့ယာနှုံးပြည့်ခံယူထားပါတယ်အဲ့ဒီမျှလည်းမကသေးပါဘူးတာဝန်ယူနိုင်တဲ့အနေထားမှာရောက်ရှိနေတဲ့သူတို့ကိုစားတာဝန်ယူလိုက်ပါသေးတယ်အဲ့ဒီမျှလည်းမကသေးဘူးမိမိရဲ့ထိန်းချုပ်လုပ်ကင်နိုင်တဲ့အတိုင်းအတာအပြင်ဘက်မှာရောက်ရှိနေပေမဲ့မိမိမှာတာဝန်ရှိတယ်လို့လည်းခံယူထားပါတယ်မိမိကဘာမှမတတ်နိုင်တဲ့အတွက်ကြောင့်မိမိနဲ့မဆိုင်ဘူးလို့မခံယူပါဘူးလေပြင်းမုန်တိုင်းတိုက်တဲ့အတွက်ကြောင့်လေပြင်းကြောင့်တစ်ပင်ပြိုလဲရတယ်မိမိကြောင့်လဲ
တစ်ပင်ကြီးကလဲပြူရခြင်းလည်းမဟုတ်ဒါပေမဲ့လေပြင်းကြပါကလဲပင်ကလည်းအမြစ်ကနေကျွတ်ထွက်ကလဲကျနိုင်တာကိုတော့မိမိကြိုမြင်နိုင်ပါတယ်ဒါကြောင့်မို့ကြိုတင်ကာကွယ်မှုပြုအပ်တယ်လို့ခံယူရမှာဖြစ်တယ်တကယ်အစင်စစ်ကတော့အနေသာကြီးပါဒါပေမဲ့အစင်တန်းရှိလူကြီးလူကောင်းဆန်ဆန်တွေးဆတဲ့သူအဖို့ကတော့မိမိမှာတာဝန်မကင်းဘူးလို့သာခံယူမှာဖြစ်ပါတယ်တာဝန်ယူမျှမကသေးပါဘူးယူထားတဲ့တာဝန်ကိုဝင်တော့ဝင်ဖို့လို့အမှုမထားဘဲနဲ့ထမ်းရွက်လိုက်ကြပါသေးတယ်စူးစားပန်းစားအပန်းတကြီးလောက်ကင်နေရတဲ့တိုင်အောင်ဒီလိုလောက်ကင်ရခြင်းအပေါ်မှာတစုံတရာပြောဆိုမှလည်းမဟုတ်ပါဘူးဘာကြီးပဲဖြစ်နေပြောဆိုမှမဟုတ်ပါဘူးဆိုကြပါစို့ကိုကျော်ဝင်းဟာရင်မောင်းတူဖြစ်ပြီးတော့သူ့ဒေသနာလုပ်ငန်းလောက်ကင်တဲ့ကုမ္ပဏီကြီးတစ်ခုမှာတထေးလက်ယုံရဲ့စလွန်ကားကြီးကိုသူမောင်းရတယ်သူ့ဇနီးတွေကကိုဝင်ဆောင်တူဖြစ်ပြီးတော့နေစီလာစီဖြစ်ချိန်စေယုံတက်တယ်တဘာဝအလျောက်မွေးဖို့ဖွားဖို့မဖြစ်နိုင်တော့လို့အရေးပေါ်ခွဲစိတ်ပြီးတော့မွေးလိုက်ရတယ်ငွေကလည်း2 သိန်းကုန်သွားတယ်ကလေးရောမိခင်ရောပါအသက်ရှင်ကြပြီးတော့ချမ်းမာဖြစ်ရှိကြပေမဲ့ကိုကျော်ခင်ဖို့တော့အပြည့်အဝမပြောပိုက်နိုင်ပါဘူးစေးရုံတွေမှာကျင့်သုံးတဲ့ဇရိတ်မျှပေးကျမ်းမာရေးအစီအစဉ်ကြောင့်ပေးချေလိုက်ရတဲ့ငွေ2 သိန်းကိုအတိမိတ်ဆွေတွေထံကနေချေးယူပြီးတော့ပေးခဲ့ရတာဖြစ်လို့သူ့မှာကျွေးငွေကျပ်2 သိန်းတင်နေပါတယ်ငွေချေးစဉ်ကရပ်ပိုင်းအတွင်းပြန်ဆက်မယ်လို့လဲဂရိတွေပေးခဲ့ပါတယ်အခုလက်ထဲမှာရှိနေတာငွေတောင်းကနန်းမျှတာဖြစ်ပြီးတော့ဆက်လက်ကုန်ကြအောင်မယ်ဇရိတ်စကားများအတွက်ကာမိယုံတာဖြစ်ပါတယ်ဒီတော့ကားမောင်းနေတဲ့ကုမ္ပဏီတထေး MD ဖြစ်သူဆရာပီထံကိုချင်းကပ်ပြီးတော့ငွေချေးရပါတော့တယ်ဆရာပီကရုံးတွင်းတာရေးနာရေးကော်မတီရဲ့ရန်ပုံငွေတွေကနေထောက်ပံ့ငွေထုတ်ယူနိုင်ရန်ပြောဆိုပေးလိုက်လို့ကိုကျော်ခင်ရဲ့အကျွေးကိစ္စကတော့ပြည်လည်သွားပါတယ်ငွေ2 သိန်းကိုထောက်ပံ့ငွေအဖြစ်ထုတ်ယူစေခဲ့ပြီးတော့ကျန်ငွေ2 သိန်းကိုလစာကနေပြီးတော့အရစ်ကြဖြတ်ယူမှာပဲဖြစ်ပါတယ်အဲ့ဒီဖြစ်ရမှာဆရာပီဟာမဆိုင်တယ်လို့မနေခဲ့ပါဘူးထောက်ပံ့ငွေအဖြစ်ပေးတဲ့ကျပ်2 သိန်းကိုသူ့ရဲ့အိတ်ကက်ထဲကနေစိုက်ထုတ်ပေးခဲ့တာဖြစ်ပါတယ်ဒါပေမဲ့သူအခုလိုပေးတဲ့အကြောင်းကိုကျော်ခင်မသိနိုင်ပါဘူးအစင်တန်းရှိလူကြီးလူကောင်းဆန်ဆန်လောက်ကင်နေတဲ့သူတွေဟာငွေကြေးထောက်ပံ့မှုများကိုကြိုးကြောင်းစီလျော်စွာလောက်ကင်ပေးကြပြီးတော့လောက်ကင်ပေးတာကိုမန်နိုင်တက်မပြကြပါဘူးဖြစ်နိုင်လို့ရှိရင်လဲလူအသိမခံပါဘူးသူတစ်ပါးအစင်မပြေဖြစ်နေရင်ပြဿနာဘလောက်ပင်ကြီးမားပါစေဘယ်နည်းပဲပုံကူညီနိုင်မလဲဆိုတာကိုအရင်ဆုံးအဦးဆုံးကြံစကအဖြစ်ရှာပါတယ်သူ့အရေးတပွဲအရေးတယူပြုတာကြီးဖြစ်ပါတယ်အမေရိကန်ကနာမည်ကြီးသချင်းရေးသူဂီတဆာဆိုကိုပေါ့တာဟာသူဟာနေဦးမြောက်မြို့မှာနေထိုင်သူဖြစ်ပါတယ်သူနေထိုင်ရာတိုက်ခန်းမှာအတိမိတ်ဆွေများကိုဖိတ်ကြားပြီးတော့ဧည့်ခံဖျော်ဖြေလေးရှိပါတယ်တခါမှာတော့ဧည့်သည်များကိုဖိတ်ကြားပြီးတော့ဧည့်ခံပွဲကျင်းပနေစဉ်မှာပဲဧည့်သည်တဦးကပေါ့တာဝယ်ယူစုဆောင်းထားတဲ့ခရစ္စတယ်ဖန်စလုံးကိုစိတ်ဝင်တစားနဲ့ကင်တွယ်ကြီးချုပ်ခဲ့ရမှာဖန်စလုံးတစ်ခုကမတော်တဆလွတ်ကျပြီးတော့ကျိုးပဲ့ပျက်စီးသွားပါတယ်ချွန်ကနေကွဲကြကျိုးပဲ့တဲ့အတန်ကြောင့်အခန်းထဲမှာရှိနေကြတဲ့သူတွေအားလုံးတိတ်ဆိတ်သွားကြပါတယ်တချင်းဆိုသံများလည်းရပ်တန့်သွားပါတယ်ဒေါ်လာထောင်ချီတန်နဲ့အမှုပညာလက်ရာတစ်ခုအစားပြန်ရဖို့ဆိုတာမဖြစ်နိုင်ပါဘူးအပီးပိုင်လက်လွတ်ဆုံးရှုံးသွားတာပဲဖြစ်ပါတယ်ကိုပေါ်တာဟာပီယန်နိုထိုင်တီးနေရာကနေထရက်လိုက်ပြီးတော့ခရစ္စတယ်ကွဲကျသွားတဲ့စီကိုအေးအေးဆေးဆေးလမ်းလျှောက်သွားပါတယ်ကြာကွဲကျိုးပဲ့နေတာတွေကိုတစ်ချက်ငုံကြည့်တယ်သူကလက်စော့ပြီးကင်ကြည့်သူကိုမေးလိုက်ပါတယ်ကင်ကြည့်တဲ့သူကိုမေးလိုက်ပါတယ်ခမရစင်မော်ကနေလက်ထဲကိုယူကြည့်လိုက်တယ်ထင်တယ်ဟုတ်လားယူကြည့်တဲ့သူကလည်းမျက်စိမျက်နှာပြန်ရင်းနဲ့ခေါင်းငိမ့်ပြတယ်ပေါ့တာကအနီးရှိစင်မော်ကခရစ္စတယ်စလုံးငယ်တစ်ခုကိုယူပြီးတော့ပြောလိုက်ပါတယ်အဲ့ဒါကြောင့်လက်ထဲကချော်ပြီးတော့ကြကွဲသွားတာကိုဟုတ်တယ်တချို့အရာတွေကအလကားနေရင်ချော်ထွက်ပြီးတော့အောက်ကိုခုန်ဆင်းကြတယ်အဲ့ဒီလိုပြောပြီးလက်ထဲကနေခရစ္စတယ်စလုံးငယ်ကိုစင်မော်ကိုပြန်တိန်လိုက်ရမှာတော့လက်ထဲကနေချော်ထွက်ပြီးတော့ကျမ်းမြေမော်ကိုထပ်ပြီးတော့ကြကွဲသွားပါတယ်တမင်တကာလှုပ်တာဟုတ်မဟုတ်ဘယ်သူမှမသိနိုင်ပါဘူးမတော်တဆဟုတ်မဟုတ်ဆိုတာကိုလည်းပေါ့တာသာသိနိုင်မှာပေါ့ပေါ့တာကဟောပြောလိုက်ကမှတစ်ခုကြကွဲပြန်ပြီကင်မကြည့်တာအကောင်းဆုံးဖြစ်လိမ့်မယ်ကျွန်တော်လိုကင်နေကြသူရဲ့လက်ထဲကတောင်ချော်ကြနေတာမဟုတ်လားကင်နေကြမဟုတ်တဲ့သူရဲ့လက်ထဲကပြုတ်ကြတာမဆန်းပါဘူးအဲ့ဒီလိုပြောပြီးတော့ PNOC ကိုပြန်သွားကဘာဆိုဘာမှမဖြစ်တဲ့အတိုင်း PNO ပြန်တီးကအဲပရိသတ်ကိုဂီတနဲ့ဖျော်ဖြေလိုက်ပါတယ်အစင်တန်းရှိတဲ့သူအဖို့တော့မတော်တဆဆုံးရှုံးသွားတဲ့ပစ္စည်းရဲ့တန်ဖိုးထက်မိမိရဲ့ဧည့်သည်လူပုံအလဲမှာမျက်နှာမငယ်ရဖို့ကပိုအရေးကြီးပါတယ်
ခရစ်စတယ်စလုံးဟာပျက်စီးသွားခဲ့ပြီပဲဖြစ်ပါတယ်လုံးဝဆုံးရှုံးသွားခဲ့ပြီပဲဖြစ်ပါတယ်ပြန်မရနိုင်တော့တဲ့အရေးပါမှုအတွက်ဗျာပါဒများမနေပဲနဲ့ဥပက္ခပြုတ်လိုက်ရုံပါပဲအဲ့ဒီအတွက်အတိမိတ်ဆွေတွေမဆုံးရှုံးသေးဘူးလိမ္မာပါးနှက်စွာဖြည့်ရှင်းပေးမယ်ဆိုရင်အစဉ်ပြေပြေနဲ့ရှေ့ခီးကိုဆက်နိုင်ရမှာဖြစ်ပါတယ်မိမိဟာလူကြီးလူကောင်းဆန်တဲ့သူဖြစ်တဲ့အကြောင်းပြသဖို့အခွင့်အရေးတရရရှိလိုက်ခြင်းလို့ယူဆပြီးတော့ဝမ်းမြောက်ရမှာဖြစ်ပါတယ်ရုတ်တရက်ဖြစ်သွားတဲ့ကံကြမ္မာငင်ချင်းအတွက်အကောင်းဆုံးထွက်ပေါက်ကိုပြသဖို့တတိနဲ့အတိရှိနေသူဖြစ်ရပါမယ်အချို့မေးမရနိုင်သူတွေဟာအခုလိုထွက်ပေါက်ရှာဖို့အတွက်ကိုလေ့ကျင့်ပေးထားကြပါတယ်ထမင်းစားရေတောက်ကိစ္စတစ်ခုတစ်ဖွဲလောက်ကင်ပြသွားမှာဖြစ်ပါတယ်ဖန်တရားထေအောင်ကြုံထားဘူးသူနဲ့ဖြည့်ရှင်းပြပေးသွားမှာဖြစ်ပြီးတော့မေးမရနိုင်တဲ့သူအဖြစ်သတ်မှတ်ခံရမှာဖြစ်ပါတယ်အမေရိကန်အာမခံလုပ်ငန်းလောကမှာဒေါ်လာဘီလီယံချီတဲ့အင်ပါယာထူထောင်လုပ်ကင်သူ W. Clement Stone ဟာသတင်းစိုးကိုတုတ်ပြန်ဖို့ကိုလေ့ကျင့်ပေးထားသူဖြစ်ပါတယ်ဘလောက်အထိဆိုးဝါးနေတဲ့သတင်းစိုးဖြစ်ပါစေသူကကောင်းရောကွာလို့သာအာမေရိတ်ပြုတ်လိုက်မှာဖြစ်ပါတယ်ဒီလိုအလေးကျင့်ရှိဖို့ကမလွယ်တာမှန်ပါတယ်ဒါပေမဲ့ဒီလိုအလေးကျင့်ကခက်လွယ်ရရှိတတ်တဲ့အရာမျိုးမဟုတ်ပါဘူးဒါကြောင့်လဲအခုလိုမျိုးအမှုကျင့်ရှိတဲ့သူတွေကအထင်ကြီးရလူအဖြစ်သတ်မှတ်ခံကြရတာဖြစ်ပါတယ်1982ခုနှစ်မှာချီကာဂိုမြို့မှာအမှုအခင်းတစ်ခုဖြစ်ပွားခဲ့ပါတယ်အိမ်သုံးဆေးဝါးတွိုင်လီနိုင်ဆေးပလင်းတွေကိုရောင်းချနေတာမှာမတမာတဲ့သူကတည်စီနိုင်တဲ့အစိတ်ဆေးများကိုထည့်ပြီးတော့ဆေးဆိုင်ရဲ့ဆေးရောင်းချတဲ့စင်ပေါ်မှာရှိတဲ့ပလင်းများနဲ့အတူတင်ထားခဲ့ပါတယ်အဲ့ဒီအစိတ်ပါတဲ့ဆေးရည်ပလင်းတို့ကိုဝယ်တောင်းမိကြတဲ့သူတွေကတည်ဆုံးကုန်ပါတယ်လူရှိဦးပြည့်တဲ့အချိန်မှာတော့ဟိုးလေးတကြောဖြစ်သွားခဲ့ပါတယ်တရင်ဆိုထွက်ပေါ်လာတဲ့အခါမှာတိုင်လီနွိုင်းဆေးဝါးထုတ်လို့ရောင်းချတဲ့ဂျွန်ဆင်လုပ်ငန်းစုရဲ့ CEO ကအခုလိုဖြစ်တဲ့အတွက်သူမှာလုံးတာဝန်ရှိပါကြောင်းထုတ်ပြန်ကြေညာခဲ့ပြီးတော့တိုင်လီနွိုင်းဆေးပလင်းတွေကိုပြန်လဲသိမ်းဆည်းခြင်းနဲ့တတိပေးကြေညာချက်တွေကိုထုတ်ပြန်ဖြန့်ဝေခြင်းများပြီးတော့ချက်ချင်းအရေးယူဆောင်ရွက်စေခဲ့ပါတယ်တိုင်လီနွိုင်းကိုပလင်းသွတ်ပြီးဆေးရောင်းချခြင်းမပြုတော့ဘဲနဲ့ဖွင့်ဖောက်ပြီးပါကခြေရလက်ရမပြတ်ပြန်ပိတ်ဖို့မဖြစ်နိုင်တော့တဲ့ဘလက်စတာဆေးကပ်ဖြစ်တာထုတ်ပိုးပြီးတော့ရောင်းချစေခဲ့ပါတယ်ဖြန့်ချီထားတဲ့ဆေးပလင်းမောင်း31တန်းကျော်ကိုပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီးတဲ့အခါဘေးဆေးပလင်းတွေမှာအစိတ်ဆေးပါမှမသိနိုင်တဲ့အတွက်ကြောင့်ဆေးပလင်းအားလုံးကိုဖျက်ဆီးစေခဲ့ပါတယ်အဲ့ဒီချိန်မှာကာလတန်ဖိုးအရအမေရိကန်ဒေါ်လာတန်း100ကျော်ကိုရှိပါတယ်အဲ့ဒီ CEO အမည်ကဂျိမ်းပါကီပဲဖြစ်ပါတယ်သူကတော့ဒီလိုပြောပါတယ်အလုံးမှုဆောင်တယောက်ဖို့တော့မှတ်ကြောက်တင်ခံခွင့်ကိုကြုံရတာပါကျွန်တော်နဲ့ကုမ္ပဏီကရုတ်တရက်ကြီးကြုံလိုက်ရတဲ့ဘေးဆိုးကိုဘယ်လိုတုံ့ပြန်နိုင်စွမ်းရှိတယ်ဆိုတာအစမ်းသက်ခံရတာပါလို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်ခက်ခဲတဲ့ပြဿနာတွေကိုဖြေရှင်းကြတာဟာအတင်းအာရမတာဝန်ယူခိုင်းလို့မဟုတ်ပါဘူးတာဝန်ယူရန်ဖိအားပေးခံနေရလို့လည်းမဟုတ်ပါဘူးရယူထားတဲ့ယာရုတာဝန်နေရာနဲ့ထိုက်တန်စွာဖြည့်ရှင်းလုပ်ကင်ခြင်းသာဖြစ်ပြီးတော့မိမိကဘလို့လူစားမျိုးလဲဆိုတာကိုပြသဖို့အခွင့်အရေးတာတာလို့မှတ်ယူကြပါတယ်ကြီးပွားရေးတကြံရေးသားခဲ့သူဒေကာလီနက်ကြီးရဲ့စာအုပ်များမှာအစဉ်အတန်းနဲ့လူကြီးလူကောင်းတို့အကြောင်းတွေကိုများဆာဖော်ပြထားခြင်းမရှိပေမဲ့သူ့ရဲ့စာအုပ်တွေကြောင့်ကြီးပွားတိုးတက်သူတန်းနဲ့ချီပြီးတော့ရှိပါတယ်သူ့ရဲ့စာအုပ်များကတော့တာဝန်တည်ခြင်းတာဝန်ယူခြင်းတို့ကိုရေးသားထားပြီးတော့တာဝန်ယူရခြင်းဟာဝင်တော့ဝင်ပို့ထမ်းရခြင်းမဟုတ်ဘဲနဲ့အခွင့်အလမ်းတစ်ခုအဖြစ်ရှုမြင်ရမှာဖြစ်တဲ့အကြောင်းကိုတင်ပြထားပါတယ်မြင်ရပုံနဲ့တကယ်စင်စစ်လူတွေရဲ့စိတ်အားထက်သန်ပုံကိုစိတ်ဆေးကုသရေးဆရာဝန်ပါရဂူဘွဲရတိုင်မီခဲလာကအတွင်းကြသိနိုင်အောင်လေ့လာစမ်းသပ်မှုများပြုလုပ်ခဲ့ပါတယ်သူလုပ်ခဲ့တဲ့စမ်းသပ်လေ့လာချက်တွေအရသိရတာကတော့လူအများစုဟာအစဉ်အတန်းမရှိတဲ့အတိုင်းမြင်တွေ့ရခဲ့ပေမဲ့တကယ်စင်စစ်မှာလူကြီးလူကောင်းဆန်းအစဉ်တန်းရှိလောက်ကင်လိုကြပါတယ်ဒါပေမဲ့ဘယ်လိုလုပ်ရမှန်းမသိကြပါဘူးမလုပ်တတ်ကြတဲ့အတွက်ကို200ရောက်ပြီးတော့အစဉ်အတန်းအမှန်ကိုမပြသနိုင်ကြခြင်းဖြစ်ပါတယ်ရေမပြည့်တဲ့အိုးနဲ့ပေါင်ခတ်နေကြရတာဖြစ်ပါတယ်အစဉ်တန်းရှိလောက်ကင်ပြနိုင်ရမှာမိမိကိုယုံကြည်မှုအပြည့်ရှိနေဖို့လိုအပ်ပါတယ်ရေပြည့်တဲ့အိုးဖြစ်နေဖို့လိုပါတယ်လုံသမျှဟာတင့်တယ်ပြီးတော့အပေါက်လန်းတဲ့နေဖို့လိုပါတယ်လုံသမျှအောင်မြင်နေဖို့လည်းလိုပါတယ်ကစားသမျှပွဲကလှပြီးတော့အောင်ပွဲခံနိုင်ဖို့လည်းလိုပါတယ်စမ်းထားနေတဲ့သူဖို့ငါလုံးရင်ဖြစ်မယ်လို့ယုံကြည်မှုအပြည့်ရှိပြီးတော့အစဉ်တန်းရှိ
လုပ်ပြနိုင်ပါလိမ့်မယ်ရှေ့မှာတင်ပြခဲ့တဲ့နီဆင်ကနေဒီရဲ့စကားစစ်ထိုးပွဲမှာနီဆင်ကတမန်ရယာတို့နဲ့ထိုက်တန်သူမဟုတ်ဘူးလို့အထင်ခံရမှာကိုစိုးကြောက်နေမိတဲ့အတွက်ပွဲမှာအရေးနှင်းခဲ့ရတယ်လို့သုံးသပ်ကြည့်နိုင်ပါတယ်ကြောက်စိတ်တိမ်ငယ်စိတ်တို့ဟာအစင်တန်းမရှိခြင်းကိုသာထုတ်ဖော်ပြသမိစေတတ်ပါတယ်အဲ့ဒီလိုကို200ရောက်တဲ့အဖြစ်မျိုးပြုမိတတ်ကြတဲ့ကြောက်ထဲတွန်းချတဲ့တွန်းအားများမှာကတော့အောက်ပါဖော်ပြချက်များကလည်းအကျုံးဝင်ပါတယ်မိမိသည်စွမ်းစွမ်းတမန်ဆောင်ရွက်နိုင်သူအစဉ်အမြဲဖြစ်လိုခြင်းတကယ်စင်စစ်အစဉ်တန်းရှိသူအဖို့ကတော့အမြဲတစေစွမ်းစွမ်းတမန်ဖြစ်နေဖို့မလိုပါဘူးစွမ်းစွမ်းတမန်မဖြစ်တဲ့နေရာများလဲရှိနေမှာဖြစ်ပြီးတော့အဲ့ဒီလိုရှိနေတဲ့မိမိရဲ့အားနည်းချက်ကိုဖုံးကွယ်ဖို့မကြိုးစားသင့်ပါဘူးနှစ်အရေးပါအရာရောက်သူအဖြစ်နဲ့ရှေ့ကနေဥဆောင်သူအမြဲတစေဖြစ်လိုခြင်းတကယ်စင်စစ်အစဉ်တန်းရှိခြင်းဟာအရေးပါတဲ့နေရာကိုရောက်မှအစဉ်တန်းရှိသူဖြစ်ရတာမဟုတ်ပါဘူးသူများတစ်ခါထက်ထူးချွန်နေဖို့လည်းမလိုပါဘူးအားလုံးထက်ရှေ့ကိုရောက်နေသူဖြစ်ရမယ်လို့လည်းမတတ်မှတ်ထားပါဘူး။၃သူတစ်ပါးရဲ့လိုအင်ဆန္ဒတွေပြည့်ဝပြီးတော့စိတ်ချမ်းသာမှုရအောင်ဘာပဲလုပ်ပြီးမှအစဉ်တန်းရှိသူဖြစ်မယ်လို့ယူဆခြင်းတကယ်စင်စစ်သူတစ်ပါးလိုအင်ဆန္ဒတွေကိုဖြည့်ဆည်းပေးရမှာဖြစ်တော်လဲပဲရလေလိုလေဥဒစီဖြစ်နေတာမျိုးကြတော့လိုပါပြည့်တဲ့အထိလိုက်လံဖြည့်ဆည်းပေးနေဖို့မလိုပါဘူး။၄ဝတ်စားစင်မှုပေါ်တင်းစိတ်ထဲဘယ်လိုခံစားရပါသလဲတင်းအလုတ်လုံနေရဲ့နေရာဌာနအခြေအနေဘယ်လိုနေသလဲတင်းဝတ်စားစင်ရင်ထားတာကအများနည်းတူဖြစ်ပါရဲ့လားတင်းကုမ္ပဏီဒါမှမဟုတ်အဖွဲ့အစည်းနဲ့လိုက်ရောညီတွေရှိပါရဲ့လားစတဲ့အချက်တွေကိုစမ်းစစ်ဖို့လိုပါတယ်အထင်ကြီးကလူကြီးလူကောင်းဆန်ဆန်ဖြစ်ဖို့အများနည်းတူလိုက်ရောညီတွေစွာဝတ်စားစင်ရင်ဖို့လိုအပ်ပါတယ်နောက်ထပ်ခေါင်းစဉ်တစ်ခုအနေနဲ့ကနားထောင်ခြင်းအတတ်ပညာဖြစ်ပါတယ်တင်းကိုစကားပြောနေတဲ့သူတို့ဟာပြောဆိုနေတာကိုအာယုံအပြည့်ထည့်ပြီးတော့တင့်ကိုစကားပြောနေသူတို့ရဲ့ပြောဆိုနေမှုကိုအာယုံအပြည့်ထည့်ပြီးတော့နားထောင်ရပါမယ်။တစ်ဖက်သားပြောဆိုနေတာကိုနားထောင်နေတဲ့အခါသူတစ်ပါးစကားအပြတ်မှာစကားဖြတ်ပြီးပြောဖို့စောင့်နေခြင်းမျိုးမဖြစ်ဖို့လေဂရုစိုက်ရပါမယ်။သူတစ်ပါးပြောဆိုတာကိုစကားဆုံးတဲ့အထိတကယ်ကိုစိတ်ပါလက်ပါနားထောင်တတ်သူဖြစ်အောင်လေ့ကျင့်ထားရပါမယ်။တင့်ရဲ့စိတ်ထဲမှာမကြည်မနှက်ဖြစ်စရာတွေကိုလာပြောနေရင်လဲအမှုမထားဘဲနဲ့နားထောင်နိုင်ရပါမယ်အေးဆေးတည်ငြိမ်စွာနားထောင်တတ်ရပါမယ်သူတစ်ပါးပြောနေတာတွေကိုနားထောင်ပေးခြင်းစကားထောက်ပေးခြင်းများကြောင့်တစ်ဖက်သားရဲ့ထံကနေပြီးတော့ချစ်ခင်မှုတတာမှုတွေကိုရရှိမှာဖြစ်ပြီးတော့အကြောင်းကိစ္စရှိပါကတင့်ကိုအတိပေးခြင်းတိုင်ပင်ခြင်းများပြုလုပ်လာပါလိမ့်မယ်တင့်ကိုလည်းတလေးတစားနဲ့ရှိလာပါလိမ့်မယ်အလိုလိုနေရာရလာပါလိမ့်မယ်ပြန်လည်ပြောဆိုတဲ့အခါသူ့စကားကိုတန်ဖိုးထားမှုနားလည်မှုကျေးဇူးသိမှုအကောင်းမြင်မှုများအပါအဝင်ကောင်းတဲ့ဘက်ကနေရှုမြင်ပြောဆိုပေးရပါမယ်ဒီလိုပြောဆိုတဲ့အခါမှာမျက်နှာကိုပြုံးပေးထားရပါမယ်မြန်မာပြည်ကိုလာလည်ဘူးတဲ့ရုပ်ရှင်မင်းသားဂျက်ကီချန်လိုအပြုံးချိုနဲ့ပြုံးတတ်အောင်လေ့ကျင့်ထားသင့်ပါတယ်အကြောင်းတိုက်ဆိုင်မှာကရီမောမောနဲ့ပြောဆိုရမှာဖြစ်ပါတယ်ရီမောခြင်းကစိတ်ကိုအရွှင်ထက်ရစေပါတယ်ကျမ်းမာရေးကိုလည်းအထောက်အကူပြုပါတယ်များရီမောနိုင်လေးကောင်းလေးဖြစ်ပါတယ်ရီမောခြင်းဟာအသက်ရလာတဲ့နဲ့အမျှလျော့ကျသွားပါတယ်အသက်30အရွယ်မှာတစ်နှစ်တာကာလအတွင်းမှာအကြိမ်ဖန်များစွာရည်ပါတယ်အသက်ကြီးလာတဲ့အခါရီမောတဲ့အကြိမ်တွေတဖြည်းဖြည်းနဲ့လျော့ကျသွားပါတယ်အသက်အရွယ်ရလာတဲ့အချိန်မှာမျက်နှာကတီတီကြီးဖြစ်နေပါတော့တယ်ဒီတော့ကျွန်တော်တို့အနေနဲ့ပြုံးရွှင်နဲ့ပြောတဲ့ဆိုတတ်အောင်လေ့ကျင့်ထားမှာဖြစ်ပါတယ်